အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောချင်တဲ့ကိစ္စကကြတော့ exhaust ပေါ့နော်ဒီကျွန်တော်တို့ပြန်ကားသမားတွေနဲ့ share တွေနဲ့ကျွန်တော်တို့အမြဲတမ်းပြဿနာတက်ကြရပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဖန်ခိုင်းမဖြစ်အောင်ကား exhaust ကိုကျွန်တော်တို့ကဘယ်လိုမျိုး flow ကောင်းကောင်းနဲ့ power များများထောင်းအောင်ကျွန်တော်တို့ဘယ်လိုမျိုးဆင်လဲဆိုတာပေါ့နော်အဲ့ဆိုတော့ကား exhaust တစ်ခုဆင်တော့မယ်ဆိုရင်ကျွန်တော်အတန်ပိုရွကျယ်လာနဲ့ကျွန်တော် power ပိုတက်လာမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်ကြတော့ဒီနားကြီးတာပဲကျွန်တော်တို့တစ်ခါလေးကျရင်အဖက်တင်နေပေါ့နော်အဲ့ဆိုတော့ကျွန်တော်ကတော့အခု exhaust မှာဆိုရင်ကျွန်တော်အပိုင်းအမျိုးမျိုးရှိမယ်ပေါ့နော်ကျွန်တော်ဒီ turbo back ရှိမယ်ကျွန်တော်များသောအားဖြင့်လည်း down pipe လို့လည်းခေါ်တယ်ပြီးရင်ကျွန်တော် front pipe mid pipe ပြီးရင်ကျွန်တော်ဒီ muffler ဆိုပြီးကျွန်တော်လာကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့က performance ရဲ့များသောအားဖြင့်က turbo ပါတဲ့ကားဆိုရင် turbo back ကကျွန်တော် down pipe အကယ် turbo မပါဘူးကျွန်တော် NA ဆိုရင်ကျတော့ naturally aspirated engine ဆိုရင်ကျတော့ကျွန်တော်ဒီအဲ့ဒီ header တွေပေါ့နော် header တွေ exhaust manifold တွေရဲ့ကျွန်တော် performance တွေပေါ့နော် moody တွေပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ exhaust system တစ်ခုမှာအဲ့ရှေ့ကအပိုင်းလေးချင်းဝင်ရပြီလားဆိုတော့ကျွန်တော်မရဘူးဗျကျွန်တော်တို့ကဒီအနည်းဆုံးတော့ကျွန်တော် front pipe နဲ့ mid pipe လောက်ကိုကျွန်တော်ချင်းပြီးတော့ဂျားထဲမှာကျွန်တော်ကဘာတွေပြန်ပြီးထည့်တင်လဲဆိုတော့ဒီ performance ပေါ့နော် performance high flow catalytic converter တွေကျွန်တော်ပြန်ပြီးထည့်တင်တယ်အဲ့ခါကျတော့မှကျွန်တော်အတန်လေးနဲ့ပို့ပြီးညင်သွားတဲ့အပြင်ကိုနားနေပြီကျွန်တော်စီနဲ့နေမှုန်ထူမနေတော့ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော် resonator ကိုကျွန်တော်တို့ကဒီ front pipe ရဲ့ mid pipe ပတ်ချာလေးမှာကျွန်တော် resonator တစ်ခုတော့ထည့်တင်နေဗျကျွန်တော်ဥပမာ for example ကြည့်မယ်ဆိုရင် HKS high power silent တို့ turbo manifold တို့ကျွန်တော်အဲ့မှာလေးမှာဆိုရင်ကျွန်တော် resonator တွေပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်ပိုင်း muffler ကိုလည်းကျွန်တော် high flow muffler တစ်ခုလောက်ပေါ့နော်ကျွန်တော် stock ပုံစံမျိုးရှိတဲ့ high flow muffler တစ်ခုတော့ခံလာနိုင်မယ်ဆိုရင်ကျွန်တော်အတန်လေးတော့ညင်သွားမဲ့အပြင်ကိုကျွန်တော် performance ကတော်တော်များလာမယ်ဗျအဲ့ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်အဲ့လိုမျိုးဆင်လိုက်တဲ့ချင်းအားဖြင့်အတန်နဲ့ညင်သွားတဲ့အပြင်ကျွန်တော်ရဲလက်ကလည်းလွတ်မယ်ကားလေး AC မောင်းလို့ရတဲ့အပြင်ကိုသူက engine note ကိုကျွန်တော်ပို့ပြီးကြားအတန်အရန်ကျယ်နေတဲ့အချိန်မှာ engine note ကိုကြားဖို့ကျွန်တော်ခက်တယ်ဗျ engine note ဆိုတာကျွန်တော် combustion pause ပေါ့နော်ကိုယ့်ရဲ့ကားမှာပါတဲ့ကျွန်တော်တို့ဒီcam profile တွေတခြား mod တွေပြီးတော့ဒီ engine ရဲ့combustion ဒီပောက်ကွဲနေတဲ့အတန် note တစ်ခုချင်းစီပေါ့နော်အဲ့လိုမျိုးဟာက engine တစ်ခုနဲ့တစ်ခု unit ဖြစ်မတူဘူးပေါ့နော်အတန်ရမ်းကျယ်နေရကျွန်တော်တို့လူနှစ်ယောက်မတူဘူးမေးဖေးမွေးလာမတူပဲနဲ့ကျွန်တော်အတန်တူနေသလိုဖြစ်နေရပါတော့အဲ့လိုမျိုးပေါ့အဲ့ဆိုတော့ကျွန်တော်တို့ကနောက်တစ်ခုကကြတော့ဒီ flow ကောင်းကောင်းနဲ့ response ကောင်းကောင်းနဲ့ drone မဖြစ်အောင်နားထောင်လို့ကောင်းတဲ့ setup ကိုရွေးရမယ်အပြင်ကိုအတန်ကျင်ကျွန်တော်တို့က attention အရင်ရတယ်ဗျ attention ရတဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီနိုင်ငံအခြေအနေနဲ့ကျွန်တော်ကိုယ့်ကို logi အတန်တိုးတိုးလေးနဲ့ပဲကျွန်တော် performance ကောင်းကောင်းနဲ့ high flow exhaust system တခုကိုကျွန်တော်တို့စင်တက်ဖို့တော့ကျွန်တော်အကြံပေးတယ်ပေါ့နော် back pressure နောက်တစ်ခုရှိသေးတယ်ဗျ back pressure ဆိုတာဟာကြောင့်လေ back pressure ကမကောင်းမို့ကောင်းတယ်နည်းနည်းလေးရှိနေရကောင်းတယ်အဲ့ဒါမှကျွန်တော်တို့က low end torque တွေပါတယ်ကျွန်တော်က RPM အစောမှာကျွန်တော် power ထွက်တယ်ပေါ့နော်ကျွန်တော် back pressure အရင်များသွားရင်လည်းကျွန်တော်တို့ကengine ရဲ့တက်တန်းကိုကျစီတယ်ပြီးတော့ကျွန်တော်ဒီ turbo ကိုလည်းကျွန်တော်တို့ကထိစီရပေါ့နော် back pressure အရင်နည်းသွားပြန်တော့လေခုနကကျွန်တော်ပြောသလိုမျိုးတွေ low end မှာကျွန်တော် power မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်အခုလည်းကျွန်တော် AI တွေအများဆုံးပေါ်နေပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့ကားအတွက်ကျွန်တော် exhaust ကိုတစ်ပိုင်းချင်းစီမှာကျွန်တော်တို့ကတခြားလေးဆင်မှတာအဆင်ပြေမယ်ပေါ့နော်